နဲ့ capacitor တွေကို parallel set နဲ့ series set မယ်ပေါ့နော်ဒါကတော့ပုံသင်နည်း derivation ပိုင်းပေါ့နော်အဲ့တော့ capacitor တွေကိုဒီချက် parallel set ကြည့်မယ်နော်အဲ့ဒီမှာဒီက capacitor 3လုံးပြရတယ်ပေါ့နော်အဲ့တော့ capacitor တစ်လုံးချင်းဒီမှာဆိုရင်ဒီချက်တို့ကဒီမှာ charge ရှိမယ်ပြီးရင်သူ့ရဲ့ capacity တန်ဖိုးရှိမယ် plate ပြနှစ်ခုကြားထဲကပုံနေတဲ့ခြားနာခြင်း V ရှိမယ်ပေါ့နော်အဲ့တော့ဒီချက်ကတစ်လုံးချင်းတိုင်းမှာ C Q V ရှိတယ်ပေါ့သုံးလုံးဆိုတော့ C1 C2 C3 Q1 Q2 Q3 V1 V2 V3 ပေါ့နော်အဲ့တော့ဒီဘက်ကတော့ဒီချက်ကဒါသုံးခုကို parallel ဆက်ထားတာဒီဘက်ကတော့သုံးခုစလုံး parallel ဆက်ပြီးတော့ဒီချက်ကဒါစုစုပေါင်းcapacity တန်ဖိုးပေါ့နော်စုစုပေါင်း Q တန်ဖိုးနဲ့စုစုပေါင်း potential difference တန်ဖိုးပေါ့နော်ဒါဒီချက်ကရေးထားတာပေါ့နော်အဲ့ဒီချက်တို့က capacitor တွေကိုတို့ကမှတ်ကမှာ parallel ဆက်တဲ့အခါမှာဘာတူလဲဆိုလို့ရှိရင် capacitor ကို parallel ဆက်ရင် V2 ပါတယ် capacitor parallel ဆက်ရင်ဘာတူလဲဆိုရင် V2 ပဲเนาะအဲ့တော့ V2 ရဲဆိုတဲ့သဘောကကြတော့တစ်ခုချင်းစီရဲ့ V လေးတွေဒီသူတို့အကုန်ဆက်လိုက်ပြီးတော့ရတာတစ်ခုလုံးရဲ့ V တန်ဖိုးနဲ့အတူတူပဲလို့ပြောတာเนาะအဲ့တော့ဒီချက်ကရေးလိုက်မယ်အဲဆိုတစ်ခုလုံးရဲ့ V ဒီ V1 ရော V2 ရော V3 ရောနဲ့အတူတူပဲအဲ့တော့ capacitor တွေ parallel ဆက်ရင် V2 ရဲပေါ့เนาะအဲဆိုရင် V2 ရဲဆိုတော့ Q တန်ဖိုးကကြတော့ဒီချက်တစ်ခုလုံးရဲ့ Q ကိုလိုချင်ရင်เนาะ capacitor တစ်ခုချင်းစီရဲ့ Q တန်ဖိုးတွေဘာလို့ပေးရမလဲဆိုဒီချက်ကပေါင်းပေးရမယ်တဲ့နော်အဲ့ရမှာဒီချက်တို့ပုံသင်နည်းဒီ C ရဲ့ Q ရဲ့ V ရဲ့ဆက်သွယ်ချက်ဘာပုံနည်းရှိလဲ C equal to ဘာပုံနည်းရှိလဲဆိုရင် Q by V အဲ့ရမှာဒီပေါင်းစရာဒီချက်က equation ထွက်အဲဆိုရင် Q ကိုလိုချင်လို့ရှိရင်ဒီချက်ကရွှေ့လိုက်တော့ CV အဲ့ဒါလေးကိုဒီချက်က Q နေရာမှာဗာထည့်မယ်ဆို CV ထည့်မယ် Q1 ဆိုရင် C1 V1 Q2 C2 V2 Q3 C3 V3 ထည့်မယ်ပေါ့နော်အဲ့ဆိုဒီချက်လိုက်မယ် CV equal to ဘက်က C1 V1 plus C2 V2 plus C3 V3 ထည့်လိုက်เนาะအဲ့ဒါမှဒီချက်တို့အရှင်းပြပေးတာ parallel ဆက်လို့ရှိရင်ဘာတန်ဖိုးတူလဲဆို V တန်ဖိုးတွေအကုန်တူတူပဲဒါကြောင့် V D V တွေအကုန်လုံးကတူတယ်လို့ယူဆပြီးချက်ကြည်လိုက်เนาะကြည်လိုက်တော့ဘာပဲကြံရလဲဆို C equal to ဘာပုံနည်းလဲ C1 plus C2 plus C3 ဆိုတဲ့ပုံနည်းလေးပဲကြံခဲ့အဲ့တော့ capacitor တွေကို parallel ဆက်ရင်စုစုပေါင်း capacity တနည်းအားဖြင့်သူကတော့ definition ထဲမှာ equivalent capacity လို့ပြောတယ်အဲ့တော့ equivalent capacity တန်ဖိုးဒီ individual capacitor တွေရဲ့ capacity တန်ဖိုးတွေပေါင်းခြင်းနဲ့တူပါတယ်ဆိုပြီးတော့အဲ့တော့ဒီလိုမှတ်ကမှာက parallel ဆက်ရင် V2 ရဲ့ C တွေတဲ့ပေါင်းနေပေါ့နော်အဲ့တော့ parallel ဆက်ရင်ဘာတူလဲဆိုလို့ရှိရင် V2 ရဲ့ C တွေပါလဲဆိုရင်တဲ့ပေါင်းတယ်ဒါလေးကတခြား parallel နဲ့ပတ်သက်ပြီးမှတ်ကမယ့်အချက်လေးเนาะဒါဆိုတခြား capacitor တွေကိုဒါ3လုံးပဲတခြားဆက်တာကွာအဲ့တော့ capacitor က3လုံးမကပေါ့နော်အများကြီးဆက်လို့ရတယ်တခြားเนาะဆက်တဲ့အခါမှာဒီ capacitor ကအလုံးရေအတွက်ကထပ်တူညီတဲ့ capacity တန်ဖိုးတွေက n အလုံးပေါင်းဆက်တယ်ပဲထားပါတော့เนาะအဲ့ဒါဒီချက်ရရေးမယ်4ဘာလဲဆို n identical capacitor အဓိပ္ပာယ်ကကြတော့တစ်ထပ်သေးကြနေတဲ့ capacity တန်ဖိုးတွေ n အလုံးရေအတွက်ဆက်เนาะဥပမာဆိုလို့ရှိရင်ဒီ C1 ကလည်းထားပါတော့ C1 ကလည်း2 C3 ကလည်း C2 ကလည်း2အကုန်လုံး C တန်ဖိုးတွေက2ပဲအဲ့တော့2ရှိတဲ့ capacity ကနေချက်တော့အများကြီး n အလုံးရေအတွက်ဒီဆက်เนาะဆက်တဲ့အခါမှာဒီချက်တို့ရှာတဲ့ပုံသင်လေးဒီ n identical capacitor အတွက်ရှာတဲ့ပုံသင်လေးကတော့ CP ကိုလိုချင်လို့ရှိရင်တဲ့ဥပမာဒီချက်တို့ကဒီတိုင်းတောင်ကွယ်ဥပမာတူတဲ့ capacitor နှလုံးကိုဆက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်2နဲ့ပေါင်းတော့4ပဲ2နဲ့4 4ပဲဒါက2 3 4 6 2 3ကပေါင်းလဲ6 2 4 4 8 2 4ကပေါင်းလဲ8ဒါဆိုရင် n အရေအတွက်ဆိုလို့ရှိရင်2နဲ့ဒီချက်တော့ပါလဲ n နဲ့ဒီ capacity 2နဲ့မြောက်တယ်လို့ပဲဒီမှာလည်းဒီချက်တော့ပါလဲ n နဲ့ capacity တန်ဖိုး c နဲ့မြောက်လို့ရပါတယ်တဲ့အဲ့တော့ capacity မှာ n identical capacitor အတွက်ရှာတဲ့ပုံစံလေးဒီ CP equal to NC ပေါ့နော်ပြီးရင် capacitor တွေ parallel ဆက်ရင်တော့ C တန်ဖိုးတွေကိုထည့်ပေါင်းမယ်ဆိုတော့ဒီချက်တော့ဒါက derivation လေးတွက်ထုတ်ပေးတာပေါ့နော် V2 ရဲ့ Q ပေါင်းခြင်းကနေပြီးတော့မှ C ပုံစံလေးကိုရှာတယ်အဲ့ဒါမှ n identical အတွက်ဆိုလို့ရှိရင်တော့ CP equal to NC ဆိုတဲ့ပုံစံလေးနော်ဒါကဒီချက် parallel ဆက်တယ်နောက်တစ်ခုကျတော့ series ပေါ့အဲ့တော့ capacitor တွေကို series ဆက်တယ်ဆိုတော့ဒီချက်ကဒီလိုမျိုးပေါ့เนาะအဲ့တော့ဂျားထဲမှာဆက်တန်းမရှိဘူးပေါ့ series ဆိုတဲ့သဘောတစ်ဖြောင်လေးပဲเนาะ capacitor တွေဂျားထဲမှာဆက်တန်းမရှိဘူးတစ်ဖြောင်လေးပဲเนาะဒီမှာလည်းအချက် capacitor 3လုံးပေါ့ C1 C2 C3 Q1 Q2 Q3 V1 V2 V3 ပေါ့เนาะနောက်တစ်ခါဒီချက်ကဒီမှာဒါစုစုပေါင်းဒီဘက်ကတော့ရလာတဲ့ total capacity เนาะခုန parallel ဆက်တော့ V2 ရဲဆိုဒီချက်က series ဆက်ရင်ဘာတူလဲဆိုရင် Q2 ရဲပေါ့ series ဆက်ရင်ဘာတူလဲဆိုရင် Q2 ရဲဒါကြောင့်မို့ဒီချက်ကရေးလို့ရတယ်တစ်ခုလုံးရဲ့ Q ဒီတစ်ခုချင်းစီလေးရဲ့ Q လေးတွေနဲ့အတူတူပဲဒါ series ဆက်တဲ့အခါမှာဒါဆိုရင် parallel မှာက V2 ပြီးတော့ Q ပေါင်းခြင်းနဲ့ရှာရင် series မှာက Q2 ပြီးတော့ပါလေ V ပေါင်းခြင်းနဲ့ရှာတာပဲတစ်ခုလုံးရဲ့ V ဒီတစ်ခုချင်းစီရဲ့ V တွေပေါင်းခြင်းနဲ့တူတယ်ခုနလိုပဲပုံသင်နည်းဝင်နဲ့ C equal to Q by V ဆိုတဲ့ပုံသင်နည်းရှိတယ်ဒီမှာတော့ V ပေါင်းခြင်းရှာမှမလို့ V ကိုရအောင်ရွှေ့တယ် V equal to ဆိုရင် Q by V ဖြစ်သွားတယ်အဲ့ဒီရှေ့တော့ V နေရာမှာပါsorry Q by C ဖြစ်သွားတယ်အဲ့တော့ V နေရာမှာဒီရှေ့တော့ဘာထည့်မလဲဆိုရင် Q by C ထည့်
Q by C equal to Q1 by C1 plus Q2 by C2 plus Q3 by C3 ပေါ့အဲ့ရမှာဒီချက်တော့ Q တွေတူတာမဟုတ်လို့ဒီချက်တော့ဒီ Q တွေပါကြည့်လိုက်ဒါဆိုပုံစံလေးက1 by C equal to 1 by C1 plus 1 by C2 plus 1 by C3 ဆိုတော့ဒီချက်တော့ထွက်လာတယ်เนาะအဲဒါမျိုး capacitor တွေ series ဆက်ရင်ဒီချက်တော့ Q2 တွေ C တွေကပြောင်းပြန်ပေါင်းတယ်တဲ့မပေါင်း C ကဘာလဲဆိုရင်ပြောင်းပြန်ပေါင်းတယ်ပေါ့နော်C တွေကပြောင်းပြန်ပေါင်းတယ် Q2 ရဟိုဘက်မှာကျတော့ parallel ဆက်ရင် V2 ရဲ့ C တဲ့ပေါင်းတယ်เนาะအဲ့လိုပဲဒီချက်တော့ဒါက capacitor တွေခုနလိုပဲ n identical capacitor ဒီချက်တော့ဆက်မယ်ပေါ့ for n identical capacitor တစ်ထပ်ထဲကြာနေတဲ့ capacitor အလုံးရေအတွက် n ရေအတွက်ပေါင်းလို့ရှိရင် series ဆက်တယ် series ဆက်တဲ့အခါမှာဒီချက်ခုနလိုမျိုးပဲပေါင်းတယ်ပေါ့နော်ပေါင်းတော့သူကဒီလိုလေးပေါ့1 by series ဆိုတော့ CS ကိုလိုချင်ရင်ဒီမှာရေအတွက်ပိုင်းဒီချက်က n ပေါင်းတာမလို့ n by c လေးရဒါမဲ့ဒီချက်လိုချင်တာက c ကိုပဲလိုချင်တာမဟုတ်လို့ပြောင်းပြန်လာလိုက်တော့ပုံသင်နည်းသည် CS equal to ပုံသင်နည်းက c by n ဆိုတဲ့ပုံသင်နည်းထွက်တယ်နော်အဲ့တော့ဒီချက်တို့က parallel ဆက်ရင်တော့ဒဲပေါင်းတယ်identical capacitor အတွက်ပုံသင်နည်းက CP equal to NC series ဆက်ရင်တော့ပြောင်းပြန်ပေါင်းတယ် identical capacitor အတွက်ပုံသင်နည်းက CS equal to C by N ဆိုတဲ့ပုံသင်နည်းလေးရှိတယ်ပေါ့နော်အဲ့တော့ဒီချက်ကသူနဲ့ပတ်သက်တဲ့ပုံစံလေးနည်းနည်းလေးသွားအောင်ပေါ့နော်အဲ့တော့ဒီမှာဒီချက်က exercise 9ပေါ့နော်အဲ့တော့ exercise 9မှာဆိုလို့ရှိရင်သူကပြောထားတယ်3 capacitor 3လုံးမှာ capacitance တန်ဖိုးရှိပါတယ်ဆိုတော့3လုံးဆိုတော့ဒါကဒီချက်က C1 ထားပေါ့နော်ဒီကောင်ကဘာလဲဆိုရင်10က C2 15ကကြတော့ C3 3လုံးရှိတယ်နံပါတ်1ကရှာမှာက find the equivalent capacitance total capacitance เนาะစုစုပေါင်း C တန်ဖိုးဘယ်လောက်ဖြစ်မလဲတဲ့ when they are connected in parallel ပါဆက်တဲ့အခါမှာလေ parallel ဆက်ရင်စုစုပေါင်း C ဘယ်လောက်လဲဆိုတော့ parallel ဆက်ရင် C တွေဘယ်လိုပေါင်းလဲဒဲလားပြောင်းပြန်လားဆိုတော့ဒဲပေါင်းပေးရုံပဲဒီတန်ဖိုးတွေဆိုတော့ဒဲပေါင်းပေးရုံပဲเนาะအဲ့နံပါတ်2ကကြတော့ find the equivalent capacitance ဘာပဲရှာခိုင်းရလဲဆိုရင် equivalent ဆို total capacitance C ပဲရှာခိုင်းဒီတဲ့အခါ when they are connected ဘယ်လိုဆက်မလဲ series ဆက်ဒီချက်က IC 3လုံးပါလေပြောင်းပြန်ပေါင်းမယ်ဒါလေးပဲเนาะလွယ်လေးပါပဲအဲ့ဒီချက်ပြီးချက်ရေးလိုက်မယ်အဲ့ဆိုလို့ရှိရင် C1 ကဘယ်လောက်လို့ပြီးထားလဲဆိုရင်5 microfarad C2 ကကြတော့10 microfarad C3 ကကြတော့ဘယ်လောက်လဲဆိုရင်15 microfarad အဲ့တော့ချက်က C တွေပဲတွက်တဲ့ပုံစံလေးဆိုရင်ဟို QAV တွေမပါဘူးပေါ့နော် C တွေပဲပေါင်းနေတယ်ဆိုရင်ကျွန်တော် micro တွေဖြုတ်လိုက်လို့ရတယ်ပြီးတော့မှ micro တန်ဖိုးပေါင်းလို့ရတဲ့အထဲမှာပြန်ထည့်ပေးလိုက်နော်အဲ့တော့နံပါတ်1အခြေအနေကကြတော့ဘာဆက်မလဲဆိုရင်ဒီ capacitor တွေကို connected in parallel ပေါ့နော်parallel ဆက်ရင်ဒီချက်တို့က C တွေဘာလို့လဲဆိုရင်ဒဲပေါင်းပေါ့နော်အဲ့တော့ C1 ရယ် C2 ရယ် C3 ရယ်ပေါင်းဖို့ကွယ်အဲ့တော့ပေါင်းလိုက်တော့5ရယ်10ရယ်15ရယ်ပေါင်းလိုက်တော့ဘယ်လောက်ရလဲဆိုတော့30ပေါ့အဲ့တော့30အဲ့တော့မှ microfarad ဒါလေးပဲเนาะအဲ့တော့နံပါတ်2ကကြတော့သူတို့ဘယ်လိုဆက်မလဲဆိုရင် series ဆက်ဒါဆိုရင်1 they are connected in series ပေါ့အဲ့တော့သူတို့ series ဆက်တဲ့အခါကျတော့ capacity တန်ဖိုးတွေပြောင်းပြန်ပေါင်းပေါ့ဒါဆို1 by C equal to C1 plus 1 by C2 plus 1 by C3 အဲ့တော့1 by C ကဘယ်လောက်လဲ5 plus 10 plus 1 by 15အဲ့တော့ calculator နဲ့ပေါင်းရင်တော့လည်းပုံမြန်တာပေါ့နော်ဒီမှာဒီရှယ်ထားပါတော့ပိုင်းခြေလေးညှိလိုက်တော့မယ်နော်အဲ့တော့ဗာနဲ့30နဲ့ဒီရှယ်ညှိလိုက်တော့မယ်အဲ့တော့ဒီမှာဆိုရင်6ကဲ3ရယ်2ကဲပေါ့နော်ဒါဒီဘက်ကတော့1 by C ဒီမှာသတိထားမှာကဒီဘက်ဒီ C မဟုတ်ဘူးနော်1 by C ပဲအဲ့တော့1 by C equal to 30ဆိုတော့ဒီဘက်က9ရဲ့6ရဲ့ဆိုတော့လဲဆိုရင်17ပေါ့အဲ့တော့ဒီချက်က C ကိုလိုချင်လို့ရှိရင်ပြောင်းပြန်နိုင်ရတယ်30 by 11ဖြစ်သွားเนาะအဲ့တော့မှရှာလိုက်လို့ရှိရင်ဘလောက်ဆို micro ပြန်ထည့်ပြီးလည်းမမေးပါနဲ့ microfarad လို့ပြန်ထည့်ပေးရเนาะဒါကတော့ capability လေးပါเนาะအဲ့တော့ series ဆက်ခိုင်းတယ် parallel ဆက်ခိုင်းတယ် equivalent capacitance တွေကိုမေးတယ်เนาะဒါလေးပဲเนาะအဲ့တော့နောက်တစ်ပုဒ်ကတော့ဒီချက်က exercise 10ပေါ့အဲ့တော့ exercise 10မှာကြတော့သူက find the capacitance C တန်ဖိုးကိုရှာပါတဲ့ capacitance ဆိုတဲ့ချက်က C တန်ဖိုးရှာเนาะ that can be obtained ရနိုင်တယ် by combination ဆိုပေါင်းမယ်တဲ့3 10 microfarad capacitor ဒါဆိုရင်10 microfarad capacitor 3ဆိုဘယ်နှလုံးလဲ3လုံးပေါင်းမယ်3 10လို့3လုံးစလုံးဒီလောက်လေ10 microfarad ပဲဒါဆိုရင် C1 ကလည်း10 microfarad C2 ကလည်း10 microfarad C3 ကလည်းဘယ်လောက်လဲ10 microfarad 3လုံးစလုံးတူတူပဲเนาะအဲ့3ခုဒီချက်တော့ပေါင်းမယ်တဲ့ပေါင်းတယ် in all possible way ပါလေ
ဖြစ်နိုင်တဲ့နည်းလမ်းတွေအားလုံးနဲ့ပေါင်းလို့ရှိရင်ရလာတဲ့ capacity တန်ဖိုးကိုရှာပါအဲ့ဒီချေတို့ဒီ3လုံးကိုကြိုက်တယ်လို့ဆက်ခိုင်းတာနော်အဲ့ဒီချေတို့ကဖြစ်နိုင်တဲ့နည်းတွေစဉ်းစားလိုက်တဲ့အခါမှာပထမတစ်နည်းကဒီ3လုံးလုံးကိုချေတို့ဘာဆက်လို့ရလဲဆိုရင် parallel ဆက်လို့ရတယ်အဲ့တော့3လုံးလုံးကိုချေတို့က parallel ဆက်ပြီးတော့ပေါင်းမယ်ဒါတစ်ခုနော်နောက်တစ်ခုကျတော့ဗာလဲ3လုံးစလုံးကိုဘာဆက်မလဲဆိုရင် series ဆက်နောက်တစ်ခုကကျတော့ချေတို့ဘာလုပ်လို့ရလဲဆိုရင်နှလုံးကိုကျတော့ parallel ဆက်ပြီးတော့ချေတို့ကနှလုံးကို parallel ဆက်ပြီးတော့ကျန်တဲ့တစ်လုံးနဲ့ပါဆက်မလဲ series ဆက်ဒါမှမဟုတ်ရှင်လေနှလုံးကို series ဆက်ပြီးတော့မှကျန်တဲ့တစ်လုံးနဲ့ပါဆက်မလဲဆိုရင် parallel ဆက်အဲ့တော့ဒီချေတို့ကကြိုက်၄နည်းပေါ့နော်ဖြစ်နိုင်တဲ့ possible way မှာဘယ်နည်းရလဲဆိုရင်၄နည်းရတယ်အဲ့တော့၄နည်းနဲ့ဒီချေတို့ကပေါင်းပေးလိုက်ပေါ့နော်အဲ့တော့အရင်ဆုံးပေးချက်လေးရောရေးလိုက်အောင်ပေါ့ပေးချက်ကဘာလဲဆိုရင် C1 ရော C2 ရော C3 ရောဒီဘယ်လောက်လို့ပေးထားရလဲ10 microfarad လို့ပေးထားเนาะအဲ့ဒါမှတော့ possible way ဆိုနံပါတ်1ကိုဒီချေတော့တွက်မယ်နံပါတ်1မှာလွှဲပါရဲ့ဒါလေးလေเนาะအဲ့နံပါတ်1မှာဒါ C1 C2 C3 တွေတက်လိုက်ပေါ့เนาะအဲ့တော့ဘာလို့ဆက်မှာလဲ parallel ဆက်မှာစာလေးတော့ရေးလိုက်ပေါ့เนาะ one they are connected in parallel ဒါမှမဟုတ်မေးနိုင်တဲ့ in parallel လောက်တော့ရေးလိုက်ပေါ့เนาะအဲ့ဆိုရင်သုံးလုံးစလုံးဆို1 they နဲ့မြည်ခြင်းလဲ1ဘယ်ခါမှလဲဆို C1 C2 and C3 are connected in ဘယ်လိုဆက်မှာလဲ parallel parallel ဆက်မယ်ပေါ့เนาะ parallel ဆက်ရင်စုစုပေါင်း C ကိုလိုချင်ရင်အဲ့ဒီ C 3လုံးဘာလို့ပေါ့လဲဒဲပေါင်းရုံအဲ့တော့ပေါင်းလိုက်တော့ C1 ကလည်း10 C2 ကလည်း10 C3 ကလည်း10ဆိုတော့ဘယ်လောက်ရလဲ30ပေါ့ microfarad ပေါ့ပြီးပြီเนาะဒါဒီချေတော့3လုံးစလုံးကို parallel ဆက်လိုက်တာ။နောက်တစ်ခုကကြတော့3လုံးစလုံးကိုဘာဆက်မလဲ series ဆက်မယ်ပေါ့ဒီမှာလဲ C1 C2 C3 အဲ့မှာဒီချေကစာရေးမယ်1 C1 C3 are connected in ဘာဆက်မှာလဲဆိုတော့ series ဆက်မယ်ပေါ့နော်အဲ့တော့ series ဆက်တဲ့အခါမှာဒီချေတို့ကပြောင်းပြန်ပေါင်းမယ်ပေါ့အဲ့တော့1 by c ကိုလိုချင်ရင်1 by c1 plus 1 by c2 plus 1 by c3 ပေါ့နော်အဲ့ရမှာဒီချေတို့က1 by နော်အဲ့တော့ c1 ဆိုဘယ်လောက်လဲ10ပဲ c2 လဲ10ပဲ c3 လဲ10ပဲအဲ့တော့ဘယ်လောက်ရလဲဆိုတော့3 by 10ပေါ့အဲ့ဒါကလေးဒီချေက c မဟုတ်သေးဘူးเนาะ1 by c အဲ့ဒါမှ c ကိုလိုချင်လို့ရှိရင်10 by 3ဆိုဘယ်လောက်ရလဲ3လေးဆို3.33ထပ်မှာပေါ့နော်33 microfarad เนาะအဲ့ဒါကဒီချေတော့ဘာဆက်တာလဲ series ဆက်တာဒါက3ခုစလုံးကို series ဆက်တယ်ဒီဘက်က3ခုစလုံးကို parallel ဆက်တယ်ပြီးနောက်တစ်နည်းအနေနဲ့ဒီချေက2ခုကို parallel ဆက်မယ်တစ်ခုကို series ဆက်เนาะအဲ့ဒီမှာဒီချေက C1 နဲ့ C2 နဲ့ကို parallel ဆက်ပြီးတော့ရရတဲ့ဟာကို C3 နဲ့ series ဆက်เนาะဒါဆိုရင်ဘယ်လိုရေးမလဲဆိုတော့1အဲ့ကြရင် C1 and C2 are in parallel ဒူဝေးလိုက်တော့မယ်เนาะအဲ့တော့ parallel ဆက်မယ်အဲဆိုဒီချက်က IC နှစ်ခုပေါင်းမယ်ဒါဆိုအဲ့ဒါကတစ်ခုလုံးမဟုတ်သေးဘူးအဲ့တော့ဒီချက်ကနာမည်ပေးလိုက်မယ် C12 ပဲရှိသေးတယ်เนาะဘာလို့ C3 ကကျန်သေးတာ哦เนาะ C12 ဆိုတော့ C1 plus C2 ဆိုရင်ဘယ်လောက်10ဆိုတော့ဘယ်လောက်လဲ20 microfarad ဒါက1 2ကျန်တဲ့3နဲ့အဲ့ဟာပါဆက်မှာ series ဆက်အောင်ပါဒါဆိုရင်1 C12 and C3 တွေက R in ဘာဆက်မှာလဲ series ဆက်တယ်အဲ့တော့မှဒီချေကတစ်ခုလုံး C ရတယ်เนาะ series ဆက်တယ်ဆိုတော့ပြောင်းပြန်ဖြစ်သွားပြီ1 by C equal to 1 by C12 plus 1 by C3 ပေါ့เนาะအဲ့တော့1 by C12 ကဘယ်လောက်လဲဒီချေကရတယ်1 by 20ရဲ့ C3 ကတော့1 by 10ရဲ့အဲ့ဒါကိုတော့ရှင်းရမှာပေါ့เนาะအဲ့ဒီဘက်မှာတော့1 by C ရှိတယ်အဲ့ဒီမှာဒီချေက30နဲ့ပိုင်းညှိလိုက်ပေါ့เนาะ30နဲ့ဒီချေက20ဆိုတော့မရအောင်เนาะအဲ့တော့ဘာလဲဆို40နဲ့ညှိမှရမယ်ပေါ့เนาะ40နဲ့ညှိလိုက်လို့ရှိရင်ဒီ share မှာ2ကဲ22လေးရဒီဘက်က2ကဲ14ဆို6ဖြစ်เนาะအဲ့တော့ C ကိုလိုချင်လို့ရှိရင်ခုပါကိုပြောင်းပြန်လှမ်းလိုက် C ဆိုဘယ်လောက်ရမလဲဆိုဒါ microfarad ထွက်ရမယ်เนาะဟိုကဲရအတွက်မယ်ဆိုတော့ဒီဘိုင်းနဲ့စဉ်းစားစရာမလိုပါဘူးเนาะဒီမှာလေးကတစ်ခါတည်းအတွက်ဒါပေမဲ့ဒီဘက်ကပြောင်းပြန်ဆိုတာတော့တတိယပြောင်းပြန်လှန်ဖို့ပေါ့เนาะအဲဒါကဒီ share က2ခု parallel ဆက်တယ်အဲ့2ခုကိုကျန်တဲ့ကောင်လေးပါဆက်လဲဆိုရင် series ဆက်ဒါဆိုဒီ share ကအရင်ဆုံး2ခုကို series ဆက်ကြည့်အောင်เนาะအဲ့ဒီမှာကြတော့ C1 ရယ် C2 ရယ် C3 ရယ်အဲ့တော့အရင်ဆုံးဒီချက်က C1 C2 series ဆက်1 C1 and C2 are in series အဲ့တော့ series ဆက်မယ်ဆိုဒီချက်ကဒါဒီ
series ဆက်ပြောင်းပြန်ပါမယ်เนาะအဲ့တော့1 by c12 equal to 1 by c1 plus 1 by c2 ဒီလိုပြောင်းပြန်ပါအဲ့တော့1 by 10 plus 1 by 10ဆိုတော့ဘယ်လောက်ရလဲ2 by 10ပေါ့နော်အဲ့တော့ရှင်းပါတယ်1 by c12 ဒီ2 by 10အဲ့တော့ c12 ကိုလိုချင်ပြောင်းပြန်လိုက်တော့10 by 2ဆိုတော့ဘယ်လောက်ရလဲဆို5 microfarad ဒါကနှစ်ခု series ဆက်တာအဲ့ဒီ c12 နဲ့ဗာလဲပြန်ပြီးတော့ parallel ဆက်က1 c12 and c3 တွေကို rn ဗာဆက်မှာလဲ parallel နော်အဲ့ parallel ဆက်တဲ့အခါမှာဒီချက်ပါတစ်ခုလုံးရဲ့ c ရပြီ parallel ဆက်ရင်ထည့်ပေါင်းမယ် c3 ဆိုတော့ခုနရတဲ့5နဲ့10နဲ့ပေါင်းတော့ဘယ်လောက်ရလဲ50 microfarad ဆိုပြီးတော့ဖြေရနော်အဲ့ဒီပုံစံကြတဲ့ချက်တို့ကသူက capacitor တန်ကို3လုံးပေးထားပြီးတော့ all possible way နဲ့ဆက်ခိုင်းတဲ့အခါမှာဒီချက်ကနီလန်း၄မျိုးနဲ့ဆက်တယ်ဒီမှာ3ခုစလုံးကို parallel ဆက်တယ်နောက်တစ်ခါ3ခုစလုံးကို series ဆက်တယ်ပြောင်းပြန်ပေါင်းတယ်နော်မာ parallel ထည့်ပေါင်းတယ်ပြီးရင်ဒီချက်တော့ဗာလဲနှစ်ခုကိုတော့ parallel ဆက်တယ်အဲ့တော့နှစ်ခုကိုထည့်ပေါင်းတယ်ရလာတဲ့ဟာနဲ့ series ဆက်တော့ပြောင်းပြန်ပေါင်းတယ်ပြီးရင်နှစ်ခုကိုတော့ series ဆက်တာမလို့နှစ်ခုကိုပြောင်းပြန်ပေါင်းတယ်ရလာတဲ့ကောင်နဲ့ parallel ဆက်တာမလို့ရလာတဲ့ကောင်နဲ့ထည့်ပြန်ပေါင်းတယ်အဲ့တော့ချက်၄နည်းပေါ့နော် possible way ၄နည်းနဲ့ဆက်လို့ရတယ်ပေါ့နော်ဒါတော့ capacitor ရဲ့အခြေခံပုံစံလေးတွေပေါ့နော် capacitor ရဲ့အခြေခံပုံစံလေးတွေပါ